ခံပိုင်ခွင့်ရှိတယ်သမီးအတွက်အမွေသက်ခံပိုင်ခွင့်မရှိထိုနည်း၎င်းပဲအမျိုးသားတွေကဘာသာရေးကိစ္စတွေမှာဘယ်ပုံပဲနည်းရှေ့တန်းထွက်ခွင့်ရှိတယ်အမျိုးသမီးအဲ့ဒီပုံစံတိုင်းရှေ့တန်းထွက်ခွင့်မရှိလူမှုရေးကိစ္စတွေမှာအမျိုးသားကိုဘယ်နေရာပေးလဲအမျိုးသမီးကိုအဲ့ဒီနေရာမပေးဘူးနောက်ဆုံးအမျိုးသမီးကိုပုံစံအမျိုးမျိုးနဲ့ကမ္ဘာနိုင်ငံအသီးသီးနေရာအသီးသီးမှာလူမျိုးအသီးသီးကနှိပ်ကွပ်ထားအဲ့တော့လူရဲ့သဘာဝအရာတစ်ခုကိုသူတို့အထင်ကြီးလာပြီးလေးစားလာပြီးဆိုအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မဟုတ်မဟတ်လုံခြံသက်တွေသူတို့ဖန်တီးပြီးတော့သူ့ကိုပုံပြီးတော့မြောက်ပေးတာတိတ်ပြီးတော့ကျွန်တော်တို့လူသားတွေရဲ့သဘာဝလေတိတ်ပြီးတော့တိုက်သွားပြီဆိုရင်မိုးပေါ်မြောက်ပေးလိုက်တယ်မတိုက်တော့ဘူးဆိုသူ့နေရာတော့သူပေးမနေတော့တန်ပြီးတော့မြောင်းနဲ့ချလိုက်အဲ့ဒါကကဘာဦးအစတွေကလူရဲ့ဇယိုက်အဲ့တော့တစ်ဖက်မှာသူတို့ကအမျိုးသားကိုတိတ်ပြီးတော့နေရာပေးလိုက်တယ်နောက်တစ်ဖက်မှာအမျိုးသမီးကိုသူတို့ကနှိပ်ကွက်လိုက်တယ်နှိပ်ကွက်လိုက်တော့အားလုံးရဲ့လူတွေရဲ့ခေါင်းထဲမှာဘာတွေဆွဲသွားပြီလဲဆိုတော့အမျိုးသမီးဆိုတာကစံကုန်မြေလေးဖြစ်တယ်အမျိုးသမီးဆိုတာအစစ်နှိမ့်တဲ့တရားဖြစ်တယ်ဆိုတဲ့ဥစ္စာဆွဲသွားတော့အခုဒီကနေသူတို့အလုပ်တစ်ခုဘာစလဲဆိုတော့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးတော့မဟုတ်မဟတ်လုံခြံဓာတ်တွေကိုသူတို့ဖန်တီးတယ်ဖန်တီးပြီးတော့အမျိုးသမီးရဲ့အဆင့်ကိုပို့ပြီးတော့နေတဲ့နေအောင်ဆွဲချပမာလေးတစ်ခုကျွန်တော်ပြသဘောပေါက်တော့ကမ္ဘာမှာဂရိဆိုတဲ့နိုင်ငံကျွန်တော်တို့အဲ့ပြီးတော့ယူနန်လို့ခေါ်အတွေးခေါ်တော်ထွန်းကားခဲ့တဲ့နိုင်ငံကျွန်တော်တို့ကြားဘူးတာပဲဂရိအတွေးခေါ်ပညာရှင်တွေဆိုတာဒီနေ့ဆိုကရတ်တို့ဘာလို့ကျွန်တော်တို့ဗမာလိုခေါ်တဲ့ဆိုကရေတီတို့ဘာလို့တကယ်ကြီးကျယ်တဲ့အတွေးခေါ်ပညာရှင်တွေအားလုံးဂရိနိုင်ငံမှာပေါ်ထွန်းခဲ့တကယ်ကိုယဉ်ကျေးမှုထွန်းကားခဲ့တဲ့နိုင်ငံတကယ်ဒိတ်ဒိတ်တဲ့အတွေးခေါ်ပညာရှင်တွေထွန်းကားခဲ့တဲ့နိုင်ငံအဲ့လိုမျိုးအတွေးခေါ်ပညာရှင်တွေထွန်းကားခဲ့တဲ့ဂရိလိုနိုင်ငံမှာတော့မှအမျိုးသမီးကိုနှိပ်ကွပ်လိုက်တဲ့အပေါ်မှာအမျိုးသမီးနဲ့ပတ်သက်ပြီးသူတို့အမြင်မရှင်းတဲ့အပေါ်မှာဒီဂရိနိုင်ငံကအမျိုးသမီးနဲ့ပတ်သက်ပြီးတော့လှုပ်ချံပြီးတော့သူတို့ရဲ့သမိုင်းမှာသူတို့ဇလန်းတစ်ခုဘာဖန်တီးလိုက်လဲဆိုတော့ဒီဇလန်းကပြောရမယ်ဆိုရင်တော့ခါတူနဲ့အဝတ်ကဗပထမဦးဆုံးအမျိုးသမီးနဲ့ပတ်သက်တဲ့ဇလန်းပေါ့ကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်တော့ခါတူနဲ့အဝတ်ဆိုတာကဟဇရတ်အာဒမ်ရဲ့ဇနီးကျွန်တော်တို့ရဲ့မိခင်ဝန်ကြီးဟဇရတ်ဟဝါတခင်မအလိုင်ဟ်ဆလမ်အဲ့ဒီခါတူနဲ့အဝတ်ကဗပထမအမျိုးသမီးနဲ့ပတ်သက်ပြီးတော့သူတို့ဇလန်းတစ်ခုဘာဖန်တီးလဲဆိုတော့ဒုနီယာလောကမှာတဲ့အရင်တုန်းကအမျိုးသမီးဆိုတာကဗမှာမရှိသူတို့ရဲ့ဇလန်းကဘာဦးအစတုန်းကကဘာမှာအမျိုးသားပဲရှိနောက်တစ်ခုကဘာမှာနောက်တစ်ခုဘာမရှိဘူးလဲဆိုတော့မီးလို့ခေါ်တဲ့အရာဒီနေ့ကျွန်တော်တို့တိတ်အသုံးဝင်တဲ့မီးအဲ့ဒီမီးလဲကဘာမှာမရှိကျွန်တော်အတူချုံပြီးပြောတကယ်ဘာလို့လဲဆိုတော့မိုးကောင်းငင်မှာရှိတဲ့နတ်သားတစ်ပါးကတဲ့မိုးကောင်းငင်ကမီးကိုခိုးလိုက်တယ်ခိုးပြီးတော့ကဘာကလူသားကိုလာပြီးတော့ပေးလိုက်တယ်တကယ်တော့မီးဆိုတာကအရင်တုန်းကသူတို့ပြောတဲ့နတ်သားကျွန်တော်တို့မှနတ်သားတော့မရှိကျွန်တော်တို့ရဲ့အကီဒါအဲ့ဒါမှတ်ထားအောင်ကျွန်တော်တို့မှပရိစ္ဆာပဲရှိတယ်ပရိစ္ဆာကိုနှက်လို့လည်းပြောလို့မရဘူးအဲ့တော့ဒီမီးကိုမီးဆိုတာကအပေါ်မှာမိုးပေါ်မှာနတ်တွေပဲတုံးတဲ့အရာအဲ့တော့ဒီမီးကိုနတ်သားတစ်ပါးကခိုးပြီးတော့လူတစ်ယောက်ကိုလာပေးလိုက်တော့နတ်မင်းကြီးကတော်တော်မချေမချမ်းဖြစ်သွားတော့သူကဒီမီးအကျိုးရှိတဲ့မီးကိုကဘာကလူသားတွေရသွားတယ်ဆိုတော့ဘလို့မဆိုဂလေသားခြေတဲ့နေနဲ့ဒီကဘာကလူသားတွေကိုဒုက္ခရောက်အောင်လုပ်ရမယ်ဆိုပြီးတော့ဒီနတ်မင်းကြီးကဘာလုပ်လဲဆိုတော့အမျိုးသမီးတယောက်ကိုကဘာကိုဆေလွတ်လိုက်တယ်အဲ့ဒီအမျိုးသမီးရဲ့နာမည်ကသူတို့စာအုပ်တွေမှာရေးတယ်ပန်ဒိုရာအဲ့ဒီအမျိုးသမီးကိုကဘာကိုဆေလွတ်လိုက်တယ်ဒီအမျိုးသမီးကဘာကိုလည်းရောက်လာတော့ကဘာကိုပထမဦးဆုံးရောက်နေတဲ့အမျိုးသားကျွန်တော်တို့အမြင်နဲ့ပြောရင်ဟဇရတ်အာဒမ်အလိုင်ဟ်ဆလမ်အဲ့ဒီအမျိုးသားကဒီအမျိုးသမီးကိုတွေ့သွားတော့သဘောကျသွားတယ်ဒီအမျိုးသမီးကိုလက်ထပ်ပေါင်းတင်လိုက်အဲ့လိုနေနေမှဒီအမျိုးသမီးကခင်မွန်းတဲ့ရဲ့အလစ်ကိုချောင်းပြီးတော့တည့်ရဲ့အဲ့ဒီနမင်းကြီးကဒီအမျိုးသမီးကိုကဘာကိုဆေလွတ်တဲ့နေရာမှာတစ်တာတစ်ခုပေးလိုက်တယ်အဲ့ဒီတစ်တာကိုခင်မွန်းတဲ့ရဲ့အလစ်မှာဒီအမျိုးသမီးကဖွင့်လိုက်တော့တဲ့အဲ့ဒီတစ်တာထဲမှာဘာပါလဲဆိုတော့ဒီနေ့ကဘာမှာရှိတဲ့မကောင်းမှုမှန်သမျှအားလုံးအဲ့ဒီတစ်တာထဲမှာပါသူတို့အစိုးရဆိုရင်ဒီနေ့ဘောလုံးတို့ဗီဒီယိုတို့အဲ့ဒီထဲမှာအားလုံးပါတယ် TV တို့ပါအဲ့တော့အဲ့ဒီမကောင်းမှုမှန်သမျှအားလုံးပါတဲ့တစ်တာကိုဒီအမျိုးသမီးကဖွင့်လိုက်တော့ကဘာကြီးတစ်ခုလုံးမှာမကောင်းမှုတွေပြန့်နှံ့သွားတာကအဲ့ဒီအချိန်ကနေစပြီးပြန့်သွားတာဒီနေ့ဒီကဘာမှာမကောင်းမှုဆိုတာကရှိနေတော့မဲ့အဲ့ဒီပြောင်းအဲ့ဒီအမျိုးသမီးကိုသူတို့နာမည်ပေးတယ်ပန်ဒိုရာဆိုတာကသူတို့ရဲ့ဂရိဘာသာစကားအရတပ်ကုချ်ဒေနေဝါလာအရာခတ်သိမ်းပေးတဲ့အမျိုးသမီးတွေအရာခတ်သိမ်းဆိုတာကကောင်းတာမဟုတ်ဘူးမကောင်းမှုမှန်သမျှကိုစောင့်ကျင်းလာတဲ့အမျိုးသမီးဆိုပြီးတော့သူ့ကိုနာမည်ပေးတာအဲ့တော့သူရဲ့ဇန်နီယတ်
သူရဲ့အတွေးခေါ်ကပါလဲဆိုတော့အမျိုးသမီးဆိုတာကကဘာမှာရှိတဲ့မကောင်းမှုအကုသိုလ်ရဲ့ပြင်းပြင်းဖြစ်တယ်လို့သူတို့လက်ခံဒါကတော့ထားလိုက်သူတို့ကတာမန်သူရဲ့အုံနောက်နဲ့စဉ်းစားပြီးတော့သူတို့ထွင်လိုက်တဲ့ကိစ္စနောက်ထပ်အဖြစ်အပျက်တစ်ခုကိုကြည့်မယ်လို့ဒါနဲ့သိပြီးတော့မကွာဘူးဒီနေ့အေလီကီတာကျမ်းရာပုဂ္ဂိုလ်သူတို့ရှိကိုအလောရှင်နဲ့နဗီတမန်တော်တွေလည်းဆင်လွတ်တယ်ဒုနည်းလည်းကောင်းမဲ့ကောင်းငင်ကြကျမ်းတွေလည်းချပေးတယ်ယောဟူဒီတွေနသရာနီတွေအခုနခရီးတွေပြောခဲ့တဲ့အမျိုးသမီးဆိုတာကကဘာမှာရှိတဲ့မကောင်းမှုအားလုံးရဲ့ဇင်းမြစ်တရခံလို့အမျိုးသမီးကိုသမုတ်တယ်ဒီနေ့ဘိုင်ဘယ်ကျမ်းထဲမှာလည်းခါတူနေအဝတ်ကဘာဦးအမျိုးသမီးနဲ့ပတ်သက်ပြီးတော့ရေးသားထားတဲ့အဖြစ်အပျက်တွေလည်းပဲဒီခရီးတွေပြောတဲ့အဖြစ်အပျက်နဲ့ရလက်ကိုထုတ်လိုက်မယ်လို့သိမကွာအတူတူပဲရလက်ဘိုင်ဘယ်ကျမ်းထဲမှာဒီကဘာကိုလူသားတွေရောက်လာခြင်းနဲ့ပတ်သက်ပြီးတော့ဘာရေးထားလဲဆိုတော့အလောရှင်မြတ်ကမြေကြီးနဲ့အာဒမ်အလိုင်ဆလမ်ကိုဖန်ဆင်းလိုက်အာဒမ်အလိုင်ဆလမ်ကိုဖန်ဆင်းတယ်ဖန်ဆင်းပြီးတဲ့နောက်ပိုင်းမှာအာဒမ်အလိုင်ဆလမ်ကိုအလောရှင်မြတ်ကဂျန်နတ်မှာနေရာပေးလိုက်သူရဲ့ဘိုင်ဘယ်ကျမ်းမှာပါဒီကြီးကတော့ကျွန်တော်တို့နဲ့တူနေတော့မယ်အဲ့တော့ဂျန်နတ်မှာနေရာပေးလိုက်တယ်ပေးပြီးတော့အလောရှင်မြတ်ကအာဒမ်အလိုင်ဆလမ်ကိုပြတယ်ဒီမှာကြည့်ဂျန်နတ်မှာရှိသမျှတစ်ပင်တွေပေါက်ပင်တွေအတီးနှံပင်တွေအားလုံးစိတ်တဲ့အပင်ကနေနှင်းစားဝင်ရှိဒါပေမဲ့အပင်တစ်ပင်ကိုပြတယ်အဲ့ဒီအပင်ကအတီးကိုတော့စားဝင်မရှိဒီအပင်ကအကောင်းအဆိုးခွဲခြားတဲ့အပင်ဒီပင်စားလိုက်လူကောင်းလူဆိုးခွဲခြားပြီးတဲ့အပင်ဒီအပင်ကိုတော့မင်းမစားနဲ့ဒီပင်ကအတီးကိုစားမယ်ဆိုမင်းသေသွားမယ်မင်းအတွက်အန္တရာယ်ရှိတားလိုက်ပြီးတော့အဲ့လိုတားပြီးတဲ့နောက်ပိုင်းမှာအာဒမ်အလိုင်ဆလမ်ကိုအလောရှင်မြတ်ကတော်တော်လေးကိုနှစ်ချိုက်အတားကြီးအိတ်ဆက်စေရတော့အာဒမ်အလိုင်ဆလမ်ကအိပ်ပျော်သွားအိပ်ပျော်သွားတော့မှအာဒမ်အလိုင်ဆလမ်ရဲ့ဘဲဘဲနံရိုးတစ်ချောင်းထုတ်ပြီးတော့မှဟောဝါတခင်မဟောဝါအလိုင်ဆလမ်ကျွန်တော်ရဲ့မိခင်မွန်ကြီးကိုဖန်ဆင်းတယ်အခုဟောဝါတခင်မကိုဖန်ဆင်းပြီးသွားပြီအာဒမ်အလိုင်ဆလမ်မနိုးရဘူးဟောဝါတခင်မလူလဲဖြစ်သွားဖို့ဂျန်နတ်မှာလည်နေတဲ့ဒရဝါတွေကမွေဆိုတဲ့ဒရဝါစိုက်တန်ကိုပဲပြောတယ်အဲ့ဒီမွေဆိုတဲ့ဒရဝါကဟောဝါတခင်မရှိကိုရောက်လာပြီးတော့ပြောတယ်မင်းခင်မွန်းတွေကိုဒီပင်ကနေမစားဖို့အတွက်အလားကတားတာဟုတ်လားဟုတ်တကယ်တော့တဲ့အလောရှင်မြတ်ကမင်းကိုတားလိုက်တယ်ဆိုတာကအလကားတဲ့ဘာမှသေဝါမှာဟိုကဒီကမဟုတ်ဘူးတဲ့ဒီကစားဒီကစားလို့ကောင်းကိုကောင်းဒီတီးစားရင်အမြဲတမ်းဂျန်နတ်မှာနေရမှာပရိစ္ဆာပါဖြစ်ရင်ဖြစ်သွားမှာအမျိုးမျိုးခြားရောက်အဲ့တော့အမျိုးသမီးဆိုတော့အာဒီစိုက်တန်ရဲ့လှည့်ပြားမှုတွေမှာနင်မွန်းပြီးတော့သူအဲ့ဒီတီးကိုစားလိုက်စားပြီးတော့သူ့ရဲ့ခင်မွန်းတဲ့အာဒမ်တခင်ကိုလည်းသူကကျွေးလိုက်အဲ့တော့ဒီမှာကျွန်တော်တို့မရှော့အောင်နားထောင်မှာကစိုက်တန်ကလှည့်ပြတာဟောဝါတခင်မကိုအဲ့တော့ဟောဝါတခင်မကစိုက်တန်ရဲ့လှည့်ပြမှုကိုအတောင်းခံပြီးအတီးစားတယ်စားပြီးတော့သူ့ကိုယ်တိုင်အာဒမ်အလိုင်ဆလမ်ကိုဒီအတီးကျွေးလိုက်အခုကျွေးလိုက်တော့နှစ်ယောက်လုံးဒီအတီးကိုစားပြီးတော့မှဒီအတီးစားတဲ့ရလက်ဖြစ်ဘာဖြစ်သွားလဲဆိုတော့နှစ်ယောက်စလုံးဂျန်နတ်မှာဝေးလေးစစ်လေးဖြစ်အဲ့တော့မှအာဒမ်အလိုင်ဆလမ်ကိုအလောရှင်ကမေးပြီးအော်အာဒမ်ဘာဖြစ်တာအဲ့တော့အာဒမ်အလိုင်ဆလမ်ကပြောတယ်ဒီမိမဘောကျွန်တော်ကျွေးလိုက်တယ်ကျွေးလိုက်တော့ကျွန်တော်စားမိတော့ဟောဝါတခင်မကိုအလောရှင်မေးတယ်ဟောဝါဘာဖြစ်ကျမကိုစိုက်တန်ကလဲပြားလိုက်လို့ကျမစားလိုက်အဲ့ဒီခါမှာအလောရှင်ကအာဒမ်အလိုင်ဆလမ်ကိုညှို့ဆိုပြီးတော့ဗာမိန်တားလိုက်တော့အော်မင်းကမိမစကားနားထောင်ပြီးနားအမိန်ဖြီးချံပြီးတော့ဒီအတီးကိုစားလိုက်လားသွားဒီနေ့ကနေစပြီးမင်းဂျန်နတ်မှာနေခွင့်မရှိတော့ဘူးဒုနီယာကိုသွားမင်းဒီမိမစကားနားထောင်လိုက်တဲ့အတွက်ကြောင့်ဒုနီယာဒီမင်းအတွက်လာနတီဖြစ်လာနတ်ဆိုတာအလ္လာဟ်ရဲ့ရာဟမတ်နဲ့ဝေးကွာခြင်းကိုခေါ်တယ်အဲ့တော့ဒီဒုနီယာဒီမင်းအတွက်လာနတီဖြစ်မယ်ဂျန်နတ်မှာလို့မင်းဒူးနှံပြီးတော့စားလို့မရတော့ဘူးသွားဒုနီယာသွားပြီးတော့တလုံးလေယာစိုက်ပြိုးထွန်ရက်ပြီးတော့မင်းညီကြီးကထွက်လာတဲ့ဥစ္စာနှစ်ပူးကချွေချီမှကြမှာမင်းအတီးစလုံးပါဇက်ထဲရောက်မယ်မင်းသွားတော့ဆိုပြီးတော့အလောရှင်မြတ်ကအာဒမ်အလိုင်ဆလမ်ကိုသူ့ရဲ့ဇနီးတွေကိုမြေပထဝီကိုမောင်းထုတ်လိုက်နောက်ဆုံးဒီရဲ့ရလက်ကိုပြန်ထုတ်ပြမယ်ဆိုရင်ဘဝလည်းပဲပန်ဒိုရာကြောင့်ဇနီးယာမှာမကောင်းမှုတွေပြန်တယ်ဒီမှာလည်းပဲဇိမ်နဲ့ဂျန်နတ်မှာနေရတဲ့လူသားဘ누구ကြောင့်မြေကြီးကိုရောက်လာလဲဆိုတော့အမျိုးသမီးကြောင့်ရောက်လာအာဒမ်အလိုင်ဆလမ်ဘ누구ကြောင့်အလ္လာဟ်အမိန့်သိုးပေါင်းမိလဲဆိုတော့ဒီအမျိုးသမီးကြောင့်ဆိုတဲ့အမျိုးသမီးကိုပဲနံပါတ်1သရခံလုပ်လိုက်တယ်အဲ့ဒီပုံမှာဒီနေ့ဒီလေသူရဲ့မဇ္ဟပ်တွေမှာရှိနေတယ်ဘာသာတရားလုပ်တဲ့လူဒီအမျိုးသမီးနဲ့ကင်းရှင်းရမယ်အမျိုးသမီးနဲ့ဆက်ဆံမှုရှိတယ်ဆိုရင်
ဒီပုဂ္ဂိုလ်ဟာဘာသာရေးပိုင်းမှာလုံးဝတိုးတက်မှုမရနိုင်ဘူးဆိုပြီးတော့ဒီနေ့ဒီလေကဘာမှာဒီအကီဒါရှိဘာကြောင့်လဲအမျိုးသမီးဆိုတာကတကယ်အလ္လာဟ်ရဲ့အမိန့်ကိုနာခံတဲ့နေရာမှာအတားအဆီးအမျိုးသမီးဆိုတာကမကောင်းမှုရဲ့တရခန်အမျိုးသမီးဆိုတာကဒုနီယာမှာရှိတဲ့မကောင်းမှုတွေရဲ့ဇစ်မြစ်ဆိုပြီးတော့တခြားပုဂ္ဂိုလ်မဟုတ်ဘူးဒီအဲလီကီတာပ်ရဲ့ကျမ်းမာကိုကသူတို့ကဒီပုံစံပြောင်းလဲပြီးတော့သူတို့လက်ခံတာအဲ့တော့ဒီဝင်နေတဲ့အတွေ့အစမှပြောခဲ့တဲ့ကဘာကလူတွေခေါင်းထဲမှာမီယိုးဖလာဆွဲနေတဲ့မှားရင်တွေအတွေ့အခေါ်တွေကိုအစ္စလာမ်ကတိုက်ဖြတ်သလိုဒီနေ့သမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်ဒုနီယာကိုကြွားမြန်းလာပြီးတဲ့နောက်ပိုင်းမှာအမျိုးသမီးနဲ့ပတ်သက်ပြီးတော့မှားရင်တဲ့အတွေ့အခေါ်တွေရှိတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့နှိပ်ကွပ်မှုတွေအားလုံးသမန်တော်မြတ်ဆလ္လာလာဟ်အလိုင်ဝါဆလမ်တိုက်ဖြတ်ခဲ့တယ်အစ္စလာမ်ကဘာမှာအစ္စလာမ်ရဲ့နေဝန်ကြီးဖောက်ပေါ်လာတာနဲ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အာယတ်တော်အလောင်းရှင်မြတ်ချပေးခဲ့တယ်အခုနလူတွေပြောတဲ့အမျိုးသမီးဆိုတာကအာဒမ်ဒုနီယာကိုရောက်လာရခြင်းရဲ့တရခန်အမျိုးသမီးဆိုတာကအာဒမ်ဂျန်နတ်မှာတားမြစ်ထားတဲ့အတီးကိုစားရခြင်းရဲ့တရခန်လို့သမုတ်တယ်အဲ့ဒီအတွေ့အခေါ်အားလုံးအစ္စလာမ်ကတိုက်ဖြတ်ပြီးတော့ကျမ်းမြတ်ကုရ်အာန်ထဲမှာအလောင်းရှင်မြတ်ကျင်းညာတယ်فوسوس لهما الشيطان ليبدي لهما ما وري عنهما من سوآتهما وقال ما نهاكما ربكما عن هذه الشجرة إلا أن تكونا ملكين أو تكونا من الخالدين နှစ်ယောက်ဆိုတဲ့အတုံးလုံးนี่ကျမ်းမြတ်ကုရ်အာန်ထဲမှာအလောင်းရှင်မြတ်တုံးကျွန်တော်ဖတ်လိုက်တဲ့ထဲမှာ فوسوس لهما الشيطان لهما ليبدي لهما ما وري عنهما من سوآتهما وقال ما نهاكما အဲ့တော့ဒီမှာကျမ်းတော်မြတ်ကုရ်အာန်နဲ့အာယတ်တော်မှာကျွန်တော်တို့ဒီစကားလုံးလေးတွေဟူမာဆိုတဲ့စကားလုံးတွေသုံးခဲ့တယ်အဲ့ဒီစကားလုံးကနှစ်ယောက်ဆိုတဲ့အဓိပ္ပာယ်ပေးအဲ့တော့အဲ့ဒီအတွေ့အခေါ်ကိုအလောင်းရှင်ကတိုက်ဖြတ်တဲ့ကျမ်းမြတ်ကုရ်အာန်ထဲမှာရှင်းပြတယ်فوسوس لهما الشيطان သူတို့နှစ်ယောက်စလုံးကိုရှိုက်တန်ကတပြိုင်နက်တည်းတိမ့်သွင်းလာသူတို့နှစ်ယောက်စလုံးကိုရှိုက်တန်ကတပြိုင်နက်တည်းဖြားရောက်လာသူတို့နှစ်ယောက်စလုံးကိုရှိုက်တန်ကတပြိုင်နက်တည်းလှည့်စားတာဘိုင်ဘယ်မှာပြောသလိုဟောဝါတခင်မကိုလှည့်စားပြီးတော့ဟောဝါတခင်မကခင်မွန်းတွေကိုတိမ့်သွင်းတာမှားတယ်တဲ့အာဒမ်အလိုင်စလမ်ကိုဟောဝါတခင်မကိုနှစ်ယောက်စလုံးကိုတပြိုင်နက်တည်းရှိုက်တန်ကလှည့်စားနေفوسوس لهما الشيطان အမျိုးသမီးတယောက်တည်းကိုတရခန်မပြောနဲ့အမျိုးသားလည်းပါတယ်فوسوس لهما الشيطان ရှိုက်တန်နှစ်ယောက်စလုံးကိုလှည့်ပြဘာအတွက်ليبدي لهما ما وري عنهما من سوآتهما ဒီအတိစားပြီဆိုရင်သူတို့လက်ရှိဖုံးအုပ်ထားတဲ့ခန္ဓာကိုယ်ကအဝိစားတွေတောက်ပြီးဝိလိစလိဖြစ်အဲ့တော့ဝိထားတဲ့အဝိစားတွေတောက်ပြီးဝိလိစလိဖြစ်အောင်ရှိုက်တန်ကနှစ်ယောက်စလုံးကိုလှည့်ပြရှိုက်တန်ပြောတဲ့အတုံးလုံးကိုကြည့်ဝကောလာရှိုက်တန်ကပြောတယ်မာနဟာကူမာရဘူကူမာအကဲဟဝါတခင်မတယောက်တည်းဆိုရင်ရှိုက်တန်ပြောရမှာမာနဟာကီရဘူကီအတင်မကိုအတင်မရဲ့အရှင်ကတားတာလို့ပြောရမှာအဲ့လိုမပြောဘူးရှိုက်တန်ကပြောတာမာနဟာကူမာရဘူကူမာအနဟာဒီရှဂျရာမင်းတို့နှစ်ယောက်ရဲ့အရှင်တခင်ဟာတဲ့မင်းတို့နှစ်ယောက်ကိုဒီအပင်ကအတီးကိုမစားနဲ့ဆိုပြီးတော့တားတာတခြားကြောင့်မဟုတ်ပါဘူးတဲ့إلا أن تكون ملكين أو تكون من الخالدين အဲ့ဒီအတီးကိုစားလိုက်တယ်ဆိုရင်မင်းတို့နှစ်ယောက်ပရိစ္ဆာဖြစ်ရင်ဖြစ်မဖြစ်မင်းတို့နှစ်ယောက်ဂျန်နတ်မှာအမြဲတမ်းနေလိုက်ရမယ်အဲ့ဒါကြောင့်အလ္လာဟ်ကမင်းတို့နှစ်ယောက်ကိုပရိစ္ဆာလည်းမဖြစ်စေခြင်းမူဂျန်နတ်မှာလည်းအမြဲမထားခြင်းလို့တားတာပါဆိုရှိုက်တန်ကနှစ်ယောက်စလုံးကိုပြောနှစ်ယောက်စလုံးကိုရှိုက်တန်ကညွှန်းဆိုပြီးတော့ပြောوقاسمهما إني لكما لمن الناصحينနှစ်ယောက်အတုံးလုံးတွေကုရ်အာန်ကသုံးတယ်ဝကာဆမဟူမာရှိုက်တန်ကသူတို့နှစ်ယောက်စလုံးရဲ့အရှိမကဆမ်နေချိန်နေတဲ့အင်နီလကူမာလမီနန်နာစီဟင်အသွေးမလွဲနဲ့နော်ငါကမင်းတို့နဲ့ပတ်သက်ပြီးတော့ကောင်းရာကောင်းကျိုးကိုလိုလားတဲ့လူတော့မဟုတ်ဘူးရှိုက်တန်ပေါ့ကောင်းရာကောင်းကျိုးကိုလိုလားတဲ့မိတ်ဆွေရှိုက်တန်ပါတဲ့ဝကာဆမဟူမာအင်နီလကူမာလမီနန်နာစီဟင်ဖဒလာဟူမာဘီဂူရူရှိုက်တန်ကနှစ်ယောက်စလုံးကိုလိမ့်လေပြီးတော့သူ့ဘက်ကိုရိုင်းလာအောင်ကြိုးစားတယ်فلما ذاق الشجرة بدت لهما سوآتهما وطفقا يخصفان عليهما من ورق الجنة ဒီမှာလည်းတယောက်စကလုံးလိုပဲတုံး فلما ذاق الشجرة بدت لهما سوآتهما သူတို့နှစ်ယောက်စလုံးနဲ့တယောက်စားပြီးတော့မှအကွေကောင်းတယ်လို့သွေးထွေးတာမဟုတ်ဘူးနှစ်ယောက်စလုံးတစ်ပြိုင်နဲ့စားတယ်စားပြီးတော့နှစ်ယောက်စလုံးဖုံးထားတဲ့အဝေစားတွေအားလုံးပျောက်သွားတော့တဲ့ဘာလို့ လဲဆိုတော့မြဝရကိလ်ဂျန်နာဂျန်နတ်ကအရွက်တွေကိုယူပြီးတော့သူတို့ခန္ဓာကိုယ်တွေမှာဖုံးလိုက်တယ်ဒါကရှိုက်တန်ကလဲပြတဲ့ကဏ္ဍပြီးတော့
အခုအလ္လာဟ်ဘက်ကနေမေးမဲ့ခန္ဓာအခုနပြောတဲ့စိုက်အလ္လာဟ်ရှင်မြတ်ကဘိုင်ဘယ်မှာပြောတဲ့အာဒမ်ကိုမေးတယ်အာဒမ်မင်းဘာကြောင့်လောက်ရတာလဲယာအလ္လာဟ်ဒီမိမကျွန်တော်ကိုဖျားယောင်းလိုက်ဟောဝါကိုမေးတယ်ဟောဝါမင်းဘာဖြစ်လဲစိုက်တန်ကျွန်မကိုဖျားယောင်းကျမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်မိတ်အလ္လာဟ်ရှင်မြတ်ဝနာဒါဟူမာရဘ်ဘူဟူမာဝနာဒါဟူမာနေအောင်စလုံးကိုအလ္လာဟ်ခေါ်လိုက်တယ်ရဘ်ဘူဟူမာဒီနေအောင်စလုံးရဲ့အရှင်သခင်ကနေအောင်စလုံးကိုအတန်ပြုပြီးတော့ခေါ်တယ်ဝနာဒါဟူမာရဘ်ဘူဟူမာအလ္လာဟ်ရှင်မြတ်ကနေအောင်စလုံးကိုခေါ်ပြီးတော့မေးတယ်မင်းတို့ငါဒီတားရတဲ့အသီးကိုဘာကြောင့်စားလိုက်ရလဲငါတားရတဲ့အသီးကိုဘာကြောင့်စားလိုက်ရလဲမေးတဲ့အခါမှာနှစ်ယောက်စလုံးကအဲ့တော့မှအဖြေပေးတယ်قال ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين နှစ်ယောက်စလုံးပြောတာရဗ္ဗနာအိုကျွန်တော်မျိုးရဲ့တမတို့ရဲ့အရှင်သခင်ဇလမ်နာကျွန်တော်တို့မှားသွားပါပြီဇလမ်နာအမ်ပူဆနာကိုကျွန်တော်တို့အကြီးကြီးနှိမ့်ဆက်ကလူပြုလိုက်ပြီဝအင်လမ်တဂ်ဖီလနာအလ္လာဟ်ကကျွန်တော်တို့နှစ်ယောက်စလုံးကိုအလ္လာဟ်မဂ်ဖီရတ်မပေးဘူးအလ္လာဟ်မာဖ်မလုပ်ဘူးဆိုရင်လနကူနန်နမီနလ်ခါစီရီကျွန်တော်နှစ်ယောက်စလုံးပျက်စီးဆုံးရှုံးတဲ့လူထဲမှာပါသွားပါပြီဆိုပြီးတော့အလ္လာဟ်ရှင်ရဲ့ခံတော်ပါမှာနှစ်ယောက်စလုံးဝင်ချတောင်းပန်တယ်အဲ့ဒါအစ္စလာမ်ကပြောတယ်ဒုနီယာမှာမကောင်းမှုရဲ့တရားခံလဲအမျိုးသမီးမဟုတ်ဘူးဒုနီယာကိုလူသားတွေရောက်လာတဲ့အဓိကတရားခံလဲအမျိုးသမီးမဟုတ်ဘူးနှစ်ယောက်စလုံးကိုတပြိုင်နက်တည်းစိုက်တန်လဲပြားတယ်နှစ်ယောက်စလုံးစိုက်တန်နဲ့လဲပြားမှုနောက်မှာပါသွားတယ်နှစ်ယောက်စလုံးကိုအလ္လာဟ်ကမေးမြန်းတယ်နှစ်ယောက်စလုံးတပြိုင်နက်တည်းအလ္လာဟ်ရှိမှမဂ်ဖီရတ်လူငြိမ်းချမ်းသာကိုတောင်းခံပါတယ်ဆိုပြီးတော့ဓမ္မဥစ္စာတွေကရှိခဲ့တဲ့အမျိုးသမီးရဲ့အစဉ်အတန်နှိမ့်ချမှုတွေအားလုံးကိုဒီအာယတ်တာအာယတ်ထဲနဲ့တင်အစ္စလာမ်ကတခါတည်းဖြေဖြောက်လိုက်တယ်အစ္စလာမ်ကတခါတည်းအမုတ်ချေလိုက်အခုပြီးပြီဒီနေ့အမျိုးသမီးကိုရှိခဲ့တဲ့အစဉ်အတန်အစ္စလာမ်ကပေးတာလားကျန်တဲ့ကဘာကလူတွေပေးတာကဘာသမိုင်းမှာအမျိုးသမီးကိုပထမဦးဆုံးတော့အဆင့်ပေးခဲ့တာတရားခံဘဝတရားခံတော်မှာတာမန်တရားခံမို့ကဘာတရားခံကဘာလူသားတို့တရားလုံးရဲ့တရားခံဖြစ်တရားခွင်မှာရောက်နေတဲ့အမျိုးသမီးတယောက်ကိုအပြစ်လုံးဝကင်းစင်ပါတယ်ဆိုပြီးတော့အမှုကနေခွေးလုံးကျွန်းတော့အောင်ဖြစ်သွားအောင်လုပ်ပေးတာနှစ်ပေါင်း1400အရင်ကပေါ်ထွန်းခဲ့တဲ့ကျွန်တော်တို့ဒီနေ့လက်ခံကျင့်သုံးနေတဲ့အစ္စလာမ်ကပေးခဲ့ဒီနေ့ဘယ်ပဇာတ်နဲ့မှဘယ်ကလောင်နဲ့မှအမျိုးသမီးကိုအစ္စလာမ်ကနှိပ်ကွပ်တယ်ဆိုတဲ့အသုံးလုံးတောင်းပန်ခွင့်ရှိဖို့မရှိဘူးဒါကကျွန်တော်တို့အထောက်အထားနဲ့တင်ပြသွားတဲ့ကိစ္စအထောက်အထားတွေနောက်ထပ်ပြမယ်ဆိုဒုနဲ့ဒေးလည်းရှိခဲ့ဒီနေ့ကျွန်တော်တို့ပြောတဲ့ဇမာနာယီဂျာဟီလီယတ်တော်တော်ဆိုးတဲ့ခေတ်လို့ပြောတယ်အဲ့တော့ခေါင်းထဲမှာတစ်ခုကျွန်တော်တို့ထည့်ရမှာကတမန်တော်မပွင့်ခင်တော့ဒုနီယာဘယ်လောက်ဆိုးနေတယ်ဆိုတာကိုပြရင်ကျွန်တော်တို့အာရဗ်နိုင်ငံကလူတွေကိုပြတယ်ဆိုတာကအာရဗ်တစ်ခုလည်းပြည့်စည်နေတာမဟုတ်ဒီနေ့သူတို့ကမ္ဘာအံ့ဖွယ်ထဲမှာထည့်တယ်ယောမနိုင်ငံကအာရဇာကွင်းကမ္ဘာအံ့ဖွယ်9ခု2008ခုနှစ်မှာအတိတ်ရွေးလိုက်တာဒါလောင်ဖတ်တဲ့လူတွေကြည့်မယ်ယောမအာရဇာကွင်းတစ်ခုပါတယ်နိုင်ငံကြီးတွေပဲတန်တော့အဲ့ဒီအာရဇာကွင်းအဲ့ဒီကမ္ဘာအံ့ဖွယ်ကလူချင်းချင်းနှိမ့်ဆက်ကလူပြုတယ်ဆိုတဲ့တကယ်အထောက်ထားတစ်ခုပဲအဲ့ဒီကွင်းဆိုတာကတာမန်ဘောလုံးကန်တဲ့ကွင်းမဟုတ်ဘူးခရစ်ကက်ရိုက်တဲ့ကွင်းမဟုတ်ဘူးတဲနစ်ရိုက်တဲ့ကွင်းမဟုတ်ဘူးအဲ့ဒီကွင်းဆိုတာကလူချင်းချင်းကိုအတေရှင်တန်တိုက်ခိုက်ခိုင်းတဲ့ကွင်းအဲ့ဒီကွင်းဆိုတာကလူနဲ့ကြားနဲ့လူနဲ့ချင်းသိမ့်နဲ့လူနဲ့တကယ်လူရဲ့အသက်ကိုရန်ရှာပြီးတော့လူအသွေးကိုတောက်ပြီးတော့လူအသားကိုမျိုးတဲ့တိရစ္ဆာန်တွေနဲ့အရှင်းလက်ကျိုးတွေကိုတိုက်ခိုက်ခိုင်းတဲ့ကွင်းဖြစ်ဒါကဇမာနာယီဂျာဟီလီယတ်မှာပျက်စီးတယ်ဆိုတာအာရဗ်ကဘာတစ်ခုတည်းပျက်စီးတာမဟုတ်ဘူးကဘာကြီးတစ်ခုလုံးပျက်စီးနေဒါပေမဲ့အစ္စလာမ်သမိုင်းမှာအာရဗ်ကဘာတစ်ခုကိုဇောင်းပေးပြီးတော့ဘာကြောင့်ပြလဲဆိုရင်တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ပွင့်ပေါ်တာကအာရဗ်ကဘာမှာပွင့်ပေါ်တယ်တမန်တော်မြတ်ရဲ့အစ္စလာမ်ရဲ့ပထမဦးဆုံးကြိုးပမ်းမှုဒီအာရဗ်ကဘာကနေစတင်ခဲ့ဒီပေါ်မှာအာရဗ်ကဘာကိုဇောင်းပေးပြီးတော့ပြောအဲ့တော့အခုလည်းပဲကျွန်တော်အမျိုးသမီးရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့အာရဗ်ကဘာကိုကျွန်တော်ဇောင်းပေးပြီးကျွန်တော်နည်းနည်းတင်ပြအဲ့တော့ကျွန်တော်ပြောနေတာကဒီစကားပလင်ခံတာကဒီဟာကိုဇောင်းပေးပြီးတော့တင်ပြလိုက်လို့တန်တဲ့ကဘာမှာဒါကတော့အာရဗ်တွေဖြစ်နေတာတန်တဲ့ကဘာကမဖြစ်ဘူးလို့ပြောလို့မရဘူးဒီနေ့ကဘာသမိုင်းကိုနှမ်းပြီးတော့လေ့လာရှိတယ်ဒါဒီအားလုံးအဲ့တော့အာရဗ်မှာအစ္စလာမ်မတိုင်ခင်တုန်းကအမျိုးသမီးကိုဘယ်လောက်နှိမ့်ချတဲ့ပုံစံနဲ့ဆက်ဆံလဲဆိုရင်ကျွန်တော်ဟိုပါဒီကအဝေးမပြောဘူးကျမ်းမြတ်ကုရ်အာန်ထဲမှာပါတဲ့အကြောင်းအရာကိုကျွန်တော်တင်ပြအာရဗ်မှာထုံးစံကအမျိုးသမီးတယောက်ကိုဝင်တည်သွားပြီတစ်ဖြည်းဖြည်းကိုဝင်ကရင့်လာနေစီလာစီဖြစ်သွားပြီနေမွေးမလားညမွေးမလားအဲ့လိုအခြေအနေရောက်သွားပြီဆိုရင်တဲ့
ခင်မွန်းတယ်တွေကဘာလုပ်လဲဆိုတော့လူမြင်ကွင်းကနေပြီးတော့သူတို့ပျောက်အိမ်ထဲမှာအိမ်အောင်ရင်အောင်လိုက်တယ်ဒါမှမဟုတ်ခရီးထွက်ရင်ဖတ်သွားလိုက်တယ်ဒါမှမဟုတ်အနီးအနားပတ်ဝန်းကျင်တိုးတွေတောင်တွေမှာသွားပြီးတော့ခဏရှောင်ပြီးနေပြီးတော့မှသူအစီအစဉ်လုပ်ထားတယ်အိမ်ကသတင်းကိုအမြဲနားဆွင့်ဘာကြောင့်လဲဆိုရင်တဲ့တနည်းတဲ့မွေးတော့မယ်ဆိုတော့ယောက်ျားလေးမွေးမလားမိန်းကလေးမွေးမလားမသိယောက်ျားလေးမွေးရင်တော့ပြဿနာမရှိတော်ကြကာဘာမှာသွားပြီးတော့ထိုင်မယ်လူကြားထဲမှာထိုင်ပြီးဆရာကြီးလုပ်မယ်တယောက်ကလာပြီးတော့ဟာဒီလားပဲခင်ဗျာဇနီးကတော့တမီးလေးမွေးလိုက်ပြီးဆိုရင်သွားပြီးဘေးဆက်တလုံးရှိသမျှတိတ်ခါတွေအားလုံးကြပြီးအားလုံးဝိုင်းပြီးဩဘာပေးမယ်ဟာတစ်ချိန်ကျရင်ငါတို့ရဲ့ရောက်ကမှတော်လို့ရမယ်လူတယောက်ပေါ်လာပြီဘေးဆက်ဖြစ်ပြီဆိုပြီးတော့အဲ့လိုဘေးဆက်ဖြစ်မှာဆိုလို့လူမြင်ကွင်းကနေပုံပြီးတော့နေပြီးတော့မှမလုပ်လဲဆိုတော့တားယောက်ျားလေးမွေးတယ်ဆိုတဲ့သတင်းကြားတယ်ဆိုရင်တော့ခုံပုတ်ပြီးလက်ခမောင်းခတ်ပြီးတော့လူကြားတဲ့ကိုပြေးပြီးတော့ကျင်ညာတယ်နိုင်မှဒီနေ့တားယောက်ျားလေးမွေးပြီးကွဒီတားတော့ငါဘာနာမည်ပေးလိုက်ပြီးကွဆိုပြီးတော့တကွာလေးကွပြီးတော့သူတို့တော်တော်ဂုံယူပြီးတော့ကျင်ညာဒါပေမဲ့သမီးမိန်းကလေးမွေးတယ်ဆိုတဲ့သတင်းကြားပြီးဆိုရင်တော့အခုနလူမြင်ကွင်းကနေပြီးတော့ပျောက်တဲ့လက်စနဲ့လူမြင်တဲ့ကိုလူတွေကိုသွားပြီးတော့အဝင်မခံတော့ဘူးအဝင်မခံမဲနဲ့ပဲသူဒီမှာဆုံးဖြတ်သူစဉ်းစားပြီးဒီမှာသူ့အတွက်ဒီအမျိုးသမီးကိုငါဒုနီယာမှာတိတ်ခါမဲမှုတွေကိုခံစားပြီးတော့ဒီသမီးကိုရှင်းအောင်မွေးမလားဒါမှမဟုတ်နေမြုပ်ပြီးတိုက်ရင်ကောင်းမလားသူစဉ်းစားနောက်တမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်တင်ပြအမျိုးသမီးရဲ့အစ်စ်ဝါအီဒါဘုရှ်ဒီနေ့ကျွန်တော်တို့ထဲမှာလည်းရှိတယ်တစ်ချက်သတိထားဖို့နည်းနည်းတော့ရှားတယ်တော်တော်များနေတော်တော်များနေပြီတချို့အလောက်အနေထားတော့တချို့ကြားဘူးတယ်သမီးမွေးတာများလာလို့ဇနီးကိုပြောတယ်နောက်တစ်ခေါက်မင်းသမီးမွေးရင်တလားတချို့ကအမေရင်သွားပြီးတော့ကလေးမွေးတယ်မွေးတော့ဘာမွေးလဲသမီးမွေးလို့လေရောက်မှအိမ်ပေါ်ပြန်အသက်မကောင်းတုံမြင်မဟုတ်ဘူးပတ်ဝန်းကျင်မှာရှိနေနည်းနည်းသတိထားဒါကအစ္စလာမ်ရဲ့အဆုံးအမနဲ့လုံးဝဖီလာတန့်ကျင်တယ်ဘိုင်ခမရစဉ်းစားမှာကခမရသမီးမွေးတယ်ဆိုတော့ခမရမှာအရေးချင်းရောရှိလို့ဒီဓာရီကသူ့မှာလည်းဘာမှမစွမ်းနိုင်ဘူးခမရဘာစွမ်းနိုင်သမီးမွေတားမွေဘာတော့မွေအစ္စလာမ်ကပေးတာအဲ့တော့တမ်းမြတ်ကုရ်အာန်ထဲမှာဒီအာရဗ်တွေစကားပြောရင်ဟိုဘက်ကိုရောက်သွားကျွန်တော်တို့အကြောင်းမသုံးသပ်ပြတော့တမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်နဲ့ကျင်ညာတယ်ဝါအီဒါဘူရှိရာအာဟာဒူဟွမ်ဘီလ်ကွန်ဆာကျွန်တော်ဒီနေ့အချိန်နဲ့ယူမယ်အလုံးရှိတဲ့ပုံကိုယ်တွေအာနာရမရှိဘူးပြန်သွားလို့ရကျွန်တော်စကားကိုနည်းနည်းပြအောင်ပြောတမ်းမြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်မိန့်ကြားတော်မူတယ်ဝါအီဒါဘူရှိရာအာဟာဒူဟွမ်ဘီလ်ကွန်ဆာဇလ္လာဝဂျူဟူမုစဝဒ္ဒါဝဟူဝကဇီဝိဇာဘူရှိရာအာဒူဟမ်ဘီလ်ကွန်ဆာသူတို့တွေကတဦးတယောက်ကိုသွားပြီးတော့လူတွေကဒရင်ကောင်းပေးမယ်တဲ့မင်းသမီးမိန်းကလေးမွေးတယ်လို့ဒရင်ကောင်းပေးလိုက်တယ်ဆိုရင်တဲ့ဇွလာဝဂျူဟူမုစဝဒ္ဒါအဲ့ဒီရဲ့မျက်နှာမှာလေအရေးအမဲကြီးကလွှမ်းမိုးသွားတယ်မုစဝဒ္ဒါဆိုတာကမဲတာဇွလာဆိုတာကလွှမ်းမိုးသွားတယ်ဖြစ်သွားတယ်ဘာမှလို့ပြောရင်အဲ့ဒီရဲ့မျက်နှာကမဲသွားတယ်ပြောနေတာကတော်တော်ကိုစိတ်ဆိုးသွားတယ်ဝဟူဝကဇီစိတ်ထဲမှာတနှုတ်လုံးနဲ့စိတ်မနိုင်ခဲမရခံစားရတယ်။သမီးမွေးတယ်ပြောလိုက်လို့ယတဝါရာမင်လ်ကောဝမင်ဆူအီမာဘူရှိရာဘီလူတွေမမြင်အောင်နဲ့သူရလိုက်တဲ့သတင်းကသမီးမွေးတယ်ဆိုတဲ့သတင်းတော်တော်မကောင်းတဲ့သတင်းရတဲ့ပုံမှာလူမမြင်အောင်ယတဝါရာမင်လ်ကောဝမင်ဆူအီမာဘူရှိရာဘီလူမမြင်အောင်ပုံဆိုးကွယ်ဆိုးနဲ့သူသွားနေတယ်လူမြင်ကွင်းနဲ့မထွက်ဘူးအဲ့ဒီသွားနေတဲ့အချိန်မှာသူပါစဉ်းစားလဲဆိုတော့أيمسكه على هون أم يدسه في التراب على ساء ما يحكمون وسيدا لغا أيمسكه على هون ما دنيا ما تيكا ميموري کو کھانسا بیو دی کھلے کو دی ٹائم اتشن وين پیملا تمامو أم يدسه في التراب یہ دیرے ما تو بیو او بیو اشن لا میو لائن قوم نا لو سيدا تو یہ سيدا مو نکو درو مار یہ دیرے اشن لا میو دے سو لے بے بیچارہ اپی مشی بو तब कुरान में अल्लाह उसमें चेंज आ रहे क़यामत नहीं चाहे मेमा वइज़ल मौऊदतु सुइलत बिअय्यि ज़म्बिन कुतिलत मौऊदा सुरागा अशेला मेम्यो छे खारे तमीने लेरी को खोरे तब कुरान में अल्लाह में क़यामत नहीं चाहे अल्लाह मेमा दी तमीने लेरी को वइज़ल मौऊदतु सुइलत बिअय्यि ज़म्बिन कुतिलत मेनो बात ते लो लाई लो न्या मेनो अशेला मेम्यो खारा ले लो अल्लाह में युजो मिया की भी में और अम यदुसुहु फित तुराब ये जीरे मां क्यों लाएगा तमामो अयुमसिकुहु अला हुन तुगो अतशेले मुएनो गागारो ततलो गागा तेखा में द्वार अला उसमें चिनारे अला सा अमा याहकुमु मेनो जरी था भी नाठो मा क्वार मेनो ये दी सोंछे छेदी
မင်းတို့ရဲ့ဒီခံယူချက်တွေကတော်တော်ကိုဆိုးရွားတယ်ဆိုတာသတိထားပါဒီသမီးမိန်းကလေးဆိုတာလေအလ္လာဟ်ရဲ့ချီးမြှင့်မှုကုရ်အာန်ထဲမှာအလ္လာဟ်မိန့်ထားတယ်ယာဟာဘူလီမန်ယရှာအူအီနာဆောင်ဝါယာဟာဘူလီမန်ယရှာအူဇူကူအလ္လာဟ်ကပေးခြင်းတဲ့လူကိုသမီးပေးတယ်ပေးခြင်းတဲ့လူကိုအလ္လာဟ်သားပေးတယ်အဲ့တော့သမီးဆိုတာလေအလ္လာဟ်ရဲ့ဒီပါပဲအလ္လာဟ်ချီးမြှင့်တဲ့လက်ဆောင်သားဆိုတာလေအလ္လာဟ်ရဲ့လက်ဆောင်အဲ့ဒီလက်ဆောင်တစ်ခုမှာအလ္လာဟ်ဘုရားရှေ့တန်းတင်လဲဆိုတော့ယာဟာဘူလီမန်ယရှာအူအီနာဆာသမီးရဲ့လက်ဆောင်ကိုအလ္လာဟ်ရှေ့တန်းတင်ပြီးမိန့်တယ်ကျွန်တော်တို့စဉ်းစားအလ္လာဟ်ကသမီးကိုဦးစားပေးတယ်ယာဟာဘူလီမန်ယရှာအူအီနာဆာအလ္လာဟ်လေးအလ္လာဟ်ပေးခြင်းတဲ့လူကိုသမီးပေးလိုက်ဝါယာဟာဘူလီမန်ယရှာအူဇူကူရာပေးခြင်းတဲ့လူကိုအလ္လာဟ်သားပေးလိုက်အောက်ယူဇဝီဒူဟွမ်ဇုကရာနဝအီနာဆာတချို့ကိုကြတော့အလ္လာဟ်သားလည်းပေးတယ်သမီးလည်းပေးဝယဂျအလူမန်ယရှာအကီမာတချို့ကိုကြတော့အလ္လာဟ်အမြုံလုပ်လိုက်သားလည်းမပေးဘူးသမီးလည်းမပေးဘူးသွားပြီးပကက်လွဲလို့ပကက်လွဲတဲ့လက်မောင်းပဲပြုတ်သွားမယ်သူ့ပြင်မှာပကက်ချိတ်ပြီးတော့ခဲတဲ့ပြီးလွဲတဲ့လက်မောင်းပြုတ်သွားမယ်အလ္လာဟ်ပေးဖို့မရှိဘူးဆိုဒီအမျိုးသမီးကခလေးရဖို့ကိုမရှိအဲ့တော့ခေါင်းနဲ့လည်းတစ်ခုကျွန်တော်တို့ထည့်ထားလိုက်ပါအလ္လာဟ်ပေးရင်အားလို့ရမယ်အလ္လာဟ်မပေးရင်ဘာမှမရဘူးအဲ့တော့တက်မဲ့ကိုရလည်းမရဘူးရှုံးတယ်ဆိုတဲ့ပုံစံသွားပြီးတော့နဲ့လည်းအညောင်းမခံနဲ့အပီတာလည်းအပြတ်မခံကုရ်အာန်ထဲမှာအလ္လာဟ်အပီရှင်းညာလိုက်ကုရ်အာန်ထဲမှာအလ္လာဟ်အပီရှင်းညာလိုက်အဲ့တော့တစ်ဖက်မှာအလ္လာဟ်အရဗ်မှာအမျိုးသမီးတွေကိုနှိပ်ကွတယ်နောက်တစ်ဖက်မှာအလ္လာဟ်ဘလောက်အဆင့်အတန်းပေးဒါအရဗ်ကဘာမှာအမျိုးသမီးတယောက်ဖခင်ကွယ်လွန်သွားရင်အမွေမရှိဘာကြောင့်လဲသူတို့ပြောတယ်ဖခင်ရဲ့ဓာတ်ကိုကင်နိုင်တာကသူ့ရဲ့သားတဲ့ဖခင်ရဲ့နှောင်းကိုကင်နိုင်တာကသူ့ရဲ့သားဖခင်ရဲ့နေမြေကိုကာကွယ်ပြီးတော့ဖခင်ရဲ့ဂုဏ်သိက္ခာကိုထိန်းနိုင်တာကသူ့ရဲ့သားပဲအဲ့တော့သမီးမိန်းကလေးဘာမှရပိုင်မှုမရှိဘူးမပေးဘူးဒီနေ့ကမ္ဘာကအားလုံးလက်ခံတယ်ဒီနေ့အနောက်နိုင်ငံကသုတေသနပညာရှင်တွေလည်းလက်ခံတယ်ဒီနေ့အစ္စလာမ်ကနှစ်ပေါင်း1400အရင်ကြိုပြီးတော့အမျိုးသမီးကိုအမွေပေးရတဲ့ကဏ္ဍအစ္စလာမ်ကစခဲ့အစ္စလာမ်အရင်မှာဘယ်သူမှမပေးခဲ့ဘယ်အုပ်စုဘယ်နိုင်ငံဘယ်လူကမှမပေးခဲ့للرجال نصيب مما ترك الوالدان والأقربون وللنساء نصيب مما ترك الوالدان والأقربون الله سمعنا للرجال نصيب مما ترك الوالدان والأقربونအမျိုးသားအတွက်လေသူ့ရဲ့မိဘနှစ်ပါးနဲ့ဆွေမျိုးသားချင်းထားခဲ့တဲ့အမွေကလေးအမွေဥစ္စာပစ္စည်းတွေကရတဲ့ရတဲ့ဟစ်စွာရမယ်ဝင်ရوللنساء نصيب مما ترك الوالدان والأقربون مما قل منه أو كثرအမျိုးသမီးအတွက်လေသူရဲ့မိဘနှစ်ပါးနဲ့ဆွေမျိုးသားချင်းတွေထားခဲ့တဲ့ဥစ္စာပစ္စည်းအနက်ကရတဲ့ရအပ်တဲ့အမွေဝေစုဆိုတာရမယ်မြင့်မာကလအောက်ကဆိုနဲရင်နဲမယ်များရင်များမယ်နဲတာများတာအဓိကကဏ္ဍမဟုတ်ဘူးအမျိုးသမီးကြီးလေအမျိုးသားကဲ့သို့နဆွီအမွေမှာဝေသားဝေပုံရှိပါတယ်ဆိုပြီးတော့ကျမ်းမြတ်ကုရ်အာန်ကနှစ်ပေါင်း1400ရင်ဆိုပြီးတော့ဒီအမျိုးသမီးကိုအမွေပေးခဲ့ကုရ်အာန်ထက်ရင်ကဘာမှာဘယ်သူမှဒီအမျိုးသမီးကိုအမွေမပေးခဲ့အလ္လာဟ်အစ္စလာမ်ကအမျိုးသမီးကိုနေရာပေးခဲ့အစ္စလာမ်မတိုင်ခင်အရင်ကတည်းကကဘာမှာအမျိုးသမီးဆိုတာကဘာသာရေးရဲ့လမ်းကြောင်းမှာတော်တော်ကြီးကျယ်တဲ့စူးညောင်းခလုတ်ဖြစ်ဘာသာရေးလုပ်တဲ့လူတွေအမျိုးသမီးနဲ့ထိမ်းများပိုင်ဝင်မရှိဘူး